ပဲမင်္ဂလာပါအခုလိုသတင်းကြွကာလမှာ Western Union နဲ့ငွေလွှဲပြီးတော့ cashback 3500ကျပ်ရယူနိုင်မယ့်အခွင့်အရေးတစ်ခုရှိပါတယ်ကျွန်တော်သတင်းကြွဆိုတာမိဘတွေဆွေမျိုးသားချင်းတွေကိုဂါရဝပြုတဲ့အချိန်ကာတစ်ခုဖြစ်ပါတယ်အဲ့လိုအချိန်မှာပြည်ပကနေပြီးတော့ငွေလွှဲပေးခြင်းသူတွေအတွက်ရိုးမဘဏ်နဲ့ Western Union ကအထူး cashback promotion တစ်ခုလုပ်ထားတာရှိပါတယ်ဒီ promotion ကာလကတော့ September 22ရက်နေ့ကနေစပြီးအောက်တိုဘာလ18ရက်နေ့အထိဖြစ်ပြီးတော့သတင်းကြွကာလတစ်ခုတည်းသာဖြစ်ပါတယ် Western Union နဲ့ငွေလွှဲမယ်ဆိုရင်နီလန်နှမျိုးနဲ့လွှဲလို့ရပါတယ်နံပါတ်1ရိုးမဘဏ်အကောင့်တွေကိုဒါရိုက်ထည့်တဲ့နီလန်နဲ့နံပါတ်2ရိုးမဘဏ်ခွဲမှာဒါရိုက်ထုတ်ယူလို့ရတဲ့ OTC နီလန်ဖြစ်ပါတယ်ဒီ promotion မှာ cashback ပြန်ရနိုင်မယ့်ပမာဏကတော့0ကနေပြီးတော့10သိန်းတွင် OTC နီလန်နဲ့လွှဲတယ်ဆိုရင်3000ကျပ်ဘဏ်ဒါရိုက်ဆိုရင်9000ကျပ်ပြန်ရမှာဖြစ်ပါတယ်10သိန်းကနေပြီးတော့350တွင် OTC နီလန်နဲ့ဆိုရင်8000ကျပ်ဘဏ်ဒါရိုက်ဆိုရင်1000ကျပ်ပြန်ရမှာဖြစ်ပါတယ်350အထက်ဆိုတဲ့သူတွေကတော့ OTC နီလန်နဲ့လွှဲတယ်ဆိုရင်1000ကျပ်ဘဏ်အကောင့်တွေကိုဒါရိုက်လွှဲတယ်ဆိုရင်တော့3500ကျပ် cashback ပြန်ရမှာဖြစ်ပါတယ်အခုလိုသတင်းကြိုကာလမှာ Western Union နဲ့ရိုးမဘဏ်ရဲ့ promotion ကိုအသုံးပြုပြီးမိသားစုတွေအတွက်အပိုငွေ3500ကျပ်အထိရယူပြီးတော့ပုံမှုပြောရှင်လိုက်ပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်